ငြင်းဆန်ခြင်းအနုပညာ The Art of No ကျွန်တော်မပြောဘူးဗျာအလုပ်မှာကျွန်တော်အလှည့်ကြတော့ခိုင်းတာတွေအကုန်လိုက်လုပ်ပေးရတယ်အကူအညီတောင်းတိုင်းကူညီပေးတယ်ဘနာရင်တော့ overtime လုပ်ပေးတယ်အခုတော့အဲ့ဒီအရာအားလုံးကကျွန်တော်တာဝန်တွေဖြစ်လာတယ်ကျွန်တော်ညင်းလို့မရတော့ဘူးကျွန်တော်မှာ stress တွေအရမ်းများနေတယ်တကယ်ချင်းတယောက်ကကျွန်တော်ကိုရင်ဖွင့်ခဲ့တဲ့စကားဖြစ်ပါတယ်ဒီလိုစကားမျိုးကြားရတာသူတယောက်တည်းစီကတော့မဟုတ်ပါဘူးကျွန်တော်ဘဝမှာခဏခဏကြားဘူးခဲ့တဲ့စကားပါသဘောကောင်းအားနာရာကနေနောက်ဆက်တွဲဖြစ်လာတဲ့ဆိုးကျိုးတွေပါမြန်မာလူမျိုးတွေဟာနှိုးလို့ပြောရမှာအင်မတန်ကြောက်ရွံ့လို့ရှိကြပါတယ်နိုင်ငံသားတွေနဲ့အလုပ်လုပ်ရင်ဒီပြဿနာအမြဲတက်ပါတယ်မန်နေဂျာကပေးတဲ့တာဝန်တွေကို yes yes နဲ့ပြောသွားပြီးတော့တကယ်တည်းမပြီးကြပါဘူးပြီးရင်နောက်ွယ်မှာ boss ကအရန်ခိုင်းကြောင်းပြောတာမျိုးကြုံခဲ့ဘူးပါတယ်တခါကကျွန်တော်ရဲ့ boss ဖြစ်သူပိုလန်သူကသူ့နိုင်ငံကမုတ်အချုပ်ကိုဝယ်လာပါတယ်ရုံးကဝန်ထမ်းတွေကိုကြွေးပါတယ်ကျွန်တော်ကတော့တခုယူစားပြီးမကြိုက်လို့ဆက်မစားပါဘူးကြိုက်လားလို့မေးတော့ငါတို့နိုင်ငံကအရသာမျိုးနဲ့မတူပဲအရသာစိမ့်နေတော့သိမကြိုက်ဘူးလို့ပွပွလင်းလင်းပြောမိပါတယ်သူကလည်းဟုတ်တယ်ငါတို့မုတ်တွေကလူတိုင်းမကြိုက်ကြဘူးဒီကမုတ်တွေနဲ့အရသာကွာတယ်လို့ပြောလာပါတယ်ကျွန်တော်တို့ဝန်ထမ်းတွေကတယောက်ကတော့စိုက်တယ်ဆိုပြီးစားကဘေးစင်ထဲမှာသွားထွေးထုတ်ပါတယ်အဲ့ဒီမှာပိုလန်သူကတွေ့သွားပါတယ် boss နဲ့ကျွန်တော်ကခင်တော့ boss ကနောက်ွယ်မှာပြန်မေးပါတယ်နင်တို့မြန်မာလူမျိုးတွေကငါသတိထားမိတာနှိုးသိမ့်မပြောဘူးနော်တဲ့ငါတို့စီမှာနဲ့ယဉ်ကျေးမှုကွာလို့များလားတဲ့ကျွန်တော်ကလည်းဒီကအလိအထအကျင့်စရိုက်တွေကိုအတက်နိုင်ဆုံးရှင်းပြလိုက်ပါတယ်ဒါပေမဲ့သူနားမလဲပါဘူးသူတို့စီမှာမကြိုက်ရင်မကြိုက်ဘူးပဲပြောကြပါတယ်ဒီမှာတော့အာနာချင်းဆိုတဲ့အရာကြောင့် yes အရင်ပြောကြပါတယ်အဲ့ဒီ yes ကြောင့်ရတဲ့ဒုက္ခတွေလည်းမနှဲပါဘူးကိုတကယ်သဘောမကျပဲ yes ပြောရတာတခါတရံတော့ရှိတတ်ပါတယ်တခါတရံကိုကျွန်တော်မဆိုလိုပါဘူးဒါပေမဲ့အမြဲတမ်းလို့အာရန်နာတတ်ရင်တော့သင်မဲစိတ်ညစ်ရပါလိမ့်မယ်ရှစ်တင်တော့ yes လုပ်လိုက်ပြီးနောက်ွယ်ရောက်တာနဲ့စိတ်ညစ်သွားတာမျိုးတင်ကြုံဘူးမှာပါလူတိုင်းကိုပျော်ရွှင်အောင်လုပ်ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူးသင်ကအမြဲလုပ်ပေးနေကြဆိုရင်အရာအလုံးဟာသင်ပခုံးပေါ်တဖြည်းဖြည်းရောက်လာပါလိမ့်မယ်အရန်လေးလာတဲ့တနေ့ကျမှသင်စိတ်ညစ်လာပါလိမ့်မယ်ဒါဆိုအမြဲညှင်းခိုင်းတာလားဆိုတော့မဟုတ်ပါဘူးကိုတာဝန်ကိုကြည်အောင်တော့အမြဲလုပ်ရမှာဖြစ်ပါတယ်ဒါအပြင်ကိုကူညီနိုင်တာကိုတော့ကူညီပါပေါ်ပေါ်လော်လော်ရနေတဲ့လူလိုတော့မဖြစ်သွားပါစေနဲ့အဲ့ဒီလိုဖြစ်သွားရင်လူတွေကတင့်ကိုခပ်ပေါ်ပေါ်ရတဲ့အရာတစ်ခုလိုပဲဆက်ဆံလာပါလိမ့်မယ်အကယ်၍တင်ကအရန်ကူညီတတ်သူကူညီချင်းကြောင့်လုံးဝစိတ်မညစ်သူဆိုရင်တော့တင့်သဘောပါအခုစာကကျွန်တော်လိုတာမန်စိတ်ထားတဲ့လူတွေအတွက်အကြံပေးထားခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ခံယူချက်ကမိမိမှာလုံလောက်တဲ့ပျော်ရွှင်မှုရှိမှမိမိပတ်ဝန်းကျင်ကိုတစ်သက်လုံးရေရှည်အကျိုးပြုသွားနိုင်မယ်လို့ခံယူထားလို့ပါရေကုန်ရေကန်ကိုကြုံမကြည့်ပဲကူညီပြီးနောက်ပိုင်းမှာစိတ်သက်သာသွားမှကျွန်တော်မလိုလားပါဘူးကျွန်တော်မှာကိုကြိုးစွန့်ပြီးကူညီခြင်းနဲ့မြင့်မြတ်တဲ့စိတ်ထားမရှိဘူးလို့ဆိုလာရင်လည်းစိတ်မဆိုးပါဘူးကျွန်တော်ကအတ္တနည်းနည်းရောစက်ထားတဲ့တာမန်လူတစ်ယောက်ပါကျွန်တော်ကူညီနိုင်တဲ့အရာတွေဆိုအစွမ်းကုန်ကူညီပါတယ်ကျွန်တော်ညင်းဖို့လိုအပ်တဲ့အခါမှလည်းအာမနာတတ်ပါဘူးမိမိမလုပ်ချင်တဲ့အရာတစ်ခုကိုသဘောတူလိုက်ခြင်းကမိမိကိုညာသလိုအခြားသူကိုလည်းညာလိုက်သလိုပါပဲ NO နှိုးလို့ပြောတဲ့နေရာမှာလဲရိုင်းပြစွာမပြောဘဲယဉ်ကျေးစွာပြောလို့ရတဲ့နည်းရရှိပါတယ်ဥပမာတင့်ကိုတရားရောက်ကအကူအညီတစ်ခုတောင်းနေဆိုပါစို့တင်ကမကူညီချင်ဘူးဆိုရင်နှိုးဆိုပြီးလုံးတိမပြောဘဲအခြားကူညီပေးနိုင်တဲ့သူတရားရောက်ကိုလမ်းညွှန်ပေးနိုင်ပါတယ်ဘယ်အချိန်ဘယ်လိုအနေအထားမျိုးမှာနှိုးပြောရမလဲဆိုတာကတော့တင့်ပုံမှာပဲမူတည်ပါတယ်တင်ကိုယ်တိုင်စီးမြင်ချမှတ်နိုင်ပါတယ်သူများတွေကိုအမြဲစိတ်ချမ်းသာအောင်ကူညီဖို့ဆိုတာတင်ဆိုတဲ့ကာယကရှင်ကြီးအရင်စိတ်ချမ်းသာနေမှဖြစ်မှာပါသူများတွေကိုဂရုစိုက်တယ်လို့မိမိကိုယ်လည်းဂရုစိုက်ပါအတ္တမကြီးဖို့ပဲလိုတာပါတစ်တပင်ကောင်းရင်ငှက်တစ်တောင်းနားလို့ရပြီမဲ့တစ်ပင်ကြီးအချိန်မတိုင်ခင်ပြိုလဲတည်ဆုံးသွားရင်တော့ငှက်တစ်ကောင်တောင်နားလို့မရတော့ပါဘူးလူတိုင်းသဘောကျအောင်သာအမြဲ yes လုပ်နေရရင်တင်လိုချင်တဲ့ပန်းနိုင်ရောက်မှာမဟုတ်ပါဘူးဘာတွေမလုပ်မလဲဆုံးဖြတ်ရတာဟာလဲဘာတွေလုပ်မလဲဆုံးဖြတ်ရတာနဲ့တန်းတူအရေးကြီးပါတယ်စတီဗင်ဂျော့လူအချို့ကသူတို့ရဲ့ဘဝမှာဘာတွေလုပ်မလဲဆိုတဲ့ဆုံးဖြတ်ချက်သာအရေးကြီးတယ်လို့ထင်ထက်ကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာဘာတွေမလုပ်မလဲသို့မဟုတ်ဘယ်အချိန်မှနှိုးပြောမလဲဆိုတဲ့အချက်ကလည်း
ညီတူညီမျှအရေးကြီးပါတယ်။သင်ရဲ့ဘဝဟာသင်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ဖွဲ့စည်းထားတာပါ။သင်ဆုံးဖြတ်ချက်တွေကောင်းရင်ကောင်းသလိုသင်ဘဝဟာလည်းတိုးတက်ကောင်းမွန်လာတာဖြစ်ပါတယ်။